တဲ့ချိန်တိုင်းမှာပြန်ထားဖို့မမေ့ပါနဲ့ဒါမင်းရဲ့တိုက်ပွဲပဲတိုက်ပွဲတွေတိုင်းမှာမတရားတော့မရှိဒါဆိုမင်းနိုင်ရမယ်တွေ့မှပြီးဘယ်တော့မှနောက်ပြန်မလဲ